လာပါရှင်ကျမကတော့ပုံပြောသူအေရီပါဒီနေ့တော့ခင်နယ်လဲလိုက်အားလုံးအတွက်လည်းစင်ញင်တတိထားဖို့သတင်းစကားဖြစ်စီမဲ့မော်ဝင်အိုးဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်နားဆင်ကြည့်ရအောင်နော်မော်ဝင်အိုးဟိုးရှိတုန်းကအားနေရန်ဖြစ်ဆိုတဲ့ရွာလေးတစ်ခုရှိတဲ့အဲ့ရွာလေးကိုမအားလာလို့ခေါ်တဲ့စိတ်ထားရုပ်မာတဲ့မော်ဆရာကြီးတယောက်အလေရောက်လာပါလေရောဒီမအားလာကရွာသားတွေအေးချမ်းချမ်းနေကြတာကိုကြည့်ပြီးသူကမျက်စိစပွေမွေးစူးနေတယ်လေပြင်းလိုက်တာကွာဒီလူတွေအေးချမ်းနေတာကိုကြည့်ရတာတော့ပြင်းစရာကောင်းတာမရှိဘူးအရင်လိုမီးပြက်လည်းမဆဲတော့ဘူးအရင်လိုငတ်လည်းမဆဲတော့ဘူးအရင်လိုမကဲရလည်းလိမ်မာနေကြတယ်အားနေရင်ဖြစ်ရွာနာမည်နဲ့ဦးမကြိုက်တော့ကဲပျော်စရာလေးရှာကြရအောင်ဆိုပြီးတော့သူ့ရဲ့လက်ကိုဝေယမ်းလိုက်ရောအဲ့မှာဖုံးဆိုပြီးတော့မြေကြီးတွေကနေကြီးမားပြီးမဲနံနေတဲ့မှုံဝင်အိုးကြီးတစ်လုံးထိုးထွက်လာပါလေရော Oh no အဲ့ဒါပြီးတော့ဒီမော်ဆရာကြီးကရွာသားတွေကိုစုလိုက်ပြီးအသက်ကောင်ဟစ်ပြောလိုက်တယ်ဟဲ့ရွာသားတွေနားထောင်ကြငါကတော့မော်ဆရာကြီးမအားလာပဲမင်းတို့ရွာကိုအလဲလာတာဒီမော်ဝင်အိုးကြီးကတော့မင်းတို့အတွက်တရားမျှတမှုရှာပေးမဲ့မော်ဝင်အိုးကြီးပဲငါမင်းတို့ကိုတစ်ပတ်အချိန်ပေးမယ်ရွာသူရွာသားတိုင်းဒီအိုးတွေကိုမဲစာရွက်လာထည့်ရမယ်စာရွက်ထဲမှာကိုမုံနဲ့ရွာသူရွာသားတယောက်ရဲ့နာမည်ကိုရေးထည့်ရမယ်တတိထားတော့ဒီရွာသားမဟုတ်တဲ့နာမည်ကိုရေးရင်ရေးတဲ့သူချက်ချင်းခွေးဖြစ်မယ်ဘာမှမရေးပဲဗလာစာရွက်ထည့်ရင်လည်းရေးတဲ့သူချက်ချင်းခွေးဖြစ်မယ် Oh no ကဲမင်းတို့မုံတဲ့သူခွေးဖြစ်သွားအောင်လုပ်ခွင့်ပေးလိုက်ပြီမင်းတို့အတွက်တရားမျှတမှုကိုငါရှာပေးမယ်ငါ့ကိုကျေးဇူးတင်ကြစားဆိုပြီးသဘောတွေကြနေတော့တာပေါ့ရွာသားတွေကတော့ကြောင်တောင်ဖြစ်ကုန်ကြတာပေါ့ဒါကြီးကမဖြစ်နိုင်ပါဘူးဆိုပြီးမယုံကြဘူးအဲ့ဒီချိန်မှာပဲရန်ဖြစ်နေတဲ့လူအုပ်ထဲကတယောက်ကငါစမ်းကြည့်မယ်ဆိုပြီးသူနဲ့မတည့်တဲ့သူနာမည်ကိုရေးပြီးအိုးရဲပစ်ထည့်လိုက်ရောအိုးရဲကမိကုံးငွေတွေထွက်လာပြီးတာနဲ့တစ်ဖက်လူကဟုတ်ဆိုပြီးချက်ချင်းခွေးဖြစ်သွားပါလေရောရှင် Oh shit oh shit ခွေးဖြစ်သွားတဲ့သူကဒေါသထွက်ပြီးနာမည်ရေးတဲ့သူကိုလိုက်ကြိုက်တော့တာပေါ့အဲ့မှာရင်ရွာကစူညံပွက်လောရိုက်သွားကြတယ်ဟုတ်ပါလေဟေးအဲ့ဒီချိန်မှာရွာတကြီးကထွက်လာပြီးဟာဒီလိုမလုပ်ကြပါနဲ့ဒါအကောက်ကျန်တာပါဆိုပြီးတော့တားရှာပါတယ်ဒါပေမဲ့လူတယောက်ကရွာတကြီးရှာရှိတယ်ဆိုပြီးရွာတကြီးနာမည်ကိုရေးထည့်လိုက်တာရွာတကြီးခင်ဗျာလဲခွေးဖြစ်သွားရှာရောဒီလိုနဲ့တယောက်ကိုတယောက်လက်စားချင်ရွာသား10ယောက်လောက်ခွေးဖြစ်ကုန်ကြတယ်တချို့လဲကြောက်ပြီးရွာကနေထွက်ပြေးကုန်ကြရောရွာထဲမှာတဦးနဲ့တဦးယုံကြည်မှုတွေပျောက်ပြီးတန်တရားမျက်လုံးတွေနဲ့ပဲအချင်းချင်းကြည့်နေကြတော့တာပေါ့အဲ့ဒီချိန်မှာမေးဆိုတဲ့အမျိုးသမီးငယ်လေးတယောက်ရှိတယ်သူကဒီပြဿနာနဲ့ပတ်သက်ပြီးတော့ရွာသူရွာသားတွေကိုတပိတ်မှောက်ဖို့နောက်မဲမထည့်ကြဖို့လိုက်စည်းရုံးပေမဲ့မဲမထည့်ရင်ခွေးဖြစ်မယ်ဆိုတဲ့အကြောက်တရားကြောင့်ဘယ်သူမှမလိုက်ရဲကြဘူးလေမေခမစိတ်တက်ကြပြီးထိုင်နေတော့သူ့တငယ်ချင်းတယောက်ကအနားရောက်လာတယ်မေငါအကြံရပြီငါတို့ရွာသားအချင်းချင်းနာမည်မထည့်ပဲဒီပြဿနာကောင်မော်ဆရာနာမည်ထည့်လိုက်ရင်ပြီးရောမလားဆိုပြီးမအလားလို့ရေးပြီးခက်မြန်ကောက်ထည့်လိုက်ရောဒါပေမဲ့မှော်အိုးကလက်မခံပါဘူးမေရဲ့တငယ်ချင်းချက်ချင်းခွေးဖြစ်သွားတယ်အဲ့မှာမော်ဆရာပေါ်လာပြီးခွက်ထိုးခွက်လန်ရီတော့တာပေါ့ခွေးဖြစ်သွားတဲ့ရွာသားတွေကိုလည်းသူ့ကြုံဖြစ်နေခိုင်းစားပြီးကျန်တဲ့သူတွေကိုမဲထဲဖို့သွေးထိုးနေပြန်တယ်အဲ့မှာငိုအားထက်ရီအားတန်စရာတခုဖြစ်သေးရဲ့ရှင်ရွာသားတယောက်ကသူ့မုံနဲ့သူ့နာမည်ကိုရေးထည့်လိုက်တာလက်ရေးမပီလို့ဆိုပြီးသူ့ပါခွေးဖြစ်သွားရောမော်ဆရာကြီးကရီပြီးတော့စာရွက်ကိုကောက်ဖတ်တယ်ဟာဟာဒီကောင်ရေးချင်တာသူ့ရေးစားလူပဲကိုချောနို့ဒါပေမဲ့လက်ရေးကစုပ်ပြတ်တန်နေတော့ကိုချာခုဖြစ်ပြီးမှားသွားတာဟုတ် sorry ပဲကွာလက်ရေးမပီရင်လည်းခွေးဖြစ်မှာပဲဆရာဝန်တွေလက်ရေးမပီတာထက်တော့စိုးနေသေးတယ်ဆရာဝန်တယောက်ဆိုငါမိမနာမည်မချာဦးကိုမကကူပဲလို့ရေးဖို့လေကွာဆိုပြီးသူ့ဟာသူသဘောကြီးကြပြီးထွက်သွားတယ်ရွာထဲမှာတော့ငိုးတန်းနေခွေးဟောင်တန်းနေအပြစ်တင်တန်းနေနဲ့စူညံနေပြီဒီတော့မေကစဉ်းစားတယ်ရွာသားနာမည်ရေးရင်လက်စားချေတဲ့တန်တရားလဲမယ်မရေးရင်အားလုံးခွေးဖြစ်မယ်ဒါထောင်ချောက်ပဲနောက်ဆုံးမှမေမတက်ထရက်လိုက်တယ်
အားလုံးနားထောင်ကြပါဘယ်သူမှဘယ်သူနာမည်ကိုမရေးကြပါနဲ့တပတ်ပြည့်ရဲ့ကြရင်ကျန်တဲ့သူအားလုံးကျမနာမည်တစ်ခုတည်းကိုပဲကြီးပြီးထည့်ကြပါ ရွာသားတွေကအံ့ဩသွားကြတယ်အဲ့တော့မေကဆက်ပြောတယ် ကျမအနစ်နာခံပါမယ်ကျမတယောက်တည်းခွေးဖြစ်ခံမယ်ရှင်တို့လက်စားချေတန်တရားကိုရက်လိုက်ကြပါတော့ မေရဲ့စကားကြောင့်ရွာသားတွေငြိမ်ကျသွားကြတယ်အားလုံးအမြင်မှန်ရသွားကြတယ်သူတို့တွေခေါင်းချင်းဆိုင်ပြီးတော့တိုင်ပင်ကြတယ်တပတ်ပြည့်တဲ့နေ့လဲရောက်ရောရွာသားတွေအားလုံးစာရွက်ကူစီနဲ့မှော်အိုးရှိရောက်လာကြတယ်မော်စရာကြီးကပြုံးဆဆနဲ့စောင့်ကြည့်နေတာပေါ့ရွာသားတွေကစာရွက်တွေကိုဗျိုင်းလူအိုးထဲပစ်ထည့်လိုက်ကြတယ်အဲ့ခါမှာအိုးကြီးကတုန်ခါသွားတယ်ဒါပေမဲ့မေခွေးမဖြစ်သွားပါဘူးရှင်အဲ့ဒီအစားခွမ်းဆိုတဲ့အတန်ကြီးနဲ့အတူမော်အိုးကြီးကွဲထွက်သွားပြီးတော့မော်စရာကြီးကလဲကျသွားတယ် Double kill ခွေးဖြစ်နေတဲ့ရွာသားတွေအားလုံးလည်းလူတွေပြန်ဖြစ်ကုန်ကြရော Triple kill အဲ့တော့မော်စရာကြီးက မဖြစ်နိုင်တာမင်းတို့ငါနာမည်ရှင်ကိုဘလို့သိရလဲ ဆိုပြီးတော့အော်တော့တာပါပဲအဲ့ဒီအချိန်မှာမေကပြုံးပြီးတော့ရှေ့ထွက်လာတယ် ရှင်အရင်ရက်ကရေးပြီးပြောသွားတဲ့စကားထဲမှာရှင်မိမနာမည်ပါသွားတယ်လေအဲ့ဒီနာမည်ကနေစုံစမ်းလိုက်တော့လွန်ခဲ့တဲ့နှစ်တရာအတွင်းကရွာသားစင်းဟောင်းမှာရှင်ရဲ့နာမည်အရင်ကိုတွေ့လိုက်ရတာပဲရှင်ကမအားလားဆိုတဲ့နာမည်တူးနဲ့လူတွေကိုချင်းချောင်နေတာကိုတကယ်တော့ရှင်ရဲ့နာမည်အရင်ကကြားဖြန့်အကြမ်းဖက်အာဏာရှင်စနစ်ကိုလို့ပြောလိုက်တဲ့မော်ဆွမ်းနေပျောက်သွားတဲ့ကြားဖြန့်အကြမ်းဖက်အာဏာရှင်စနစ်တစ်ဖြစ်လဲမအားလာလေရွာကနေကြောက်ကြောက်နဲ့ထွက်သွားရပါတဲ့ကွယ်ဒီလိုနဲ့ပဲရွာသူရွာသားတွေရဲ့ညီညွတ်မှုနဲ့ညင်ညံသွေးကြောင့်မတရားတဲ့မှော်အိုးကြီးပျက်စီးသွားပြီးရွာလေးလည်းပြန်ပြီးအေးချမ်းသွားပါတော့တယ်ရှင်ဒီပုံမြင်လေးကပေးခြင်းတဲ့သတင်းစကားလေးကတော့ကျမတို့ပြည်သူတွေအနေနဲ့သတိထားရမှာကမှော်ဝင်အိုးဆိုတာအခုလာမယ့်အတူရောင်ရွှေကောက်ပွဲကြားဖြန့်ရွေးကောက်ပွဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့တကယ်ရန်သူအစ်စ်ကတော့လိန်လေလှည့်ပြားပြီးကြားဖြန့်လုပ်နေတဲ့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ပါဒီရွေးကောက်ပွဲဟာပြည်သူအချင်းချင်းသွေးကွဲစေမယ့်ထောင်ချောက်တစ်ခုဖြစ်တဲ့အတွက်ကိုမဲတပြားကြောင့်သူတစ်ပါးဒုက္ခရောက်မယ့်အဖြစ်မျိုးကိုလူမျိုးအချင်းချင်းပြန်တက်ရမယ့်အဖြစ်မျိုးအဖြစ်မခံသင့်ပါဘူးရှင်ဒါကြောင့်ဒီအတူရောင်ရွှေကောက်ပွဲကိုလုံးဝမသွားပါနဲ့စေအုပ်စုရဲ့ကြားဖြန့်ရွှေကောက်ပွဲကိုအတိမတ်မပြုပါနဲ့မင်းမပေးပါနဲ့ရှင်တကယ်လို့မလွယ်မရှောင်သာသွားရမယ်ဆိုရင်တော့ကိုယ့်ရဲ့မဲကိုပယ်မဲ no vote ဖြစ်အောင်ဖန်တီးခဲ့ကြပါဥပမာကြက်ချီခတ်ခဲ့တာမျိုးမဲစာရွက်ကိုပျက်စီးအောင်လုပ်ခဲ့တာမျိုးပေါ့ကျမတို့ရဲ့စီးလုံးမှုကသာဒီမော်အိုးကြီးကိုခွဲပစ်နိုင်မဲ့လက်နက်ပါပဲကျမတို့ရဲ့စီးလုံးမှုကသာဒီကြားဖြန့်အကြမ်းဖက်ဆက်အာဏာရှင်စနစ်ကိုအပီးတိုင်ဖြိုခွဲနိုင်တဲ့လက်နက်ပါပဲရှင်ဒါကြောင့်အားနေရံမဖြစ်ကြပဲကျမတို့အားလုံးစီစီလုံးလုံးနဲ့အတူတကွကြားဖြန့်အကြမ်းဖက်ဆက်အာဏာရှင်စနစ်တွေကိုတိုက်ထုတ်ကြရအောင်လားရှင်အချိန်ပေးပြီးနားဆင်ကြကြသူများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်